မာလကာမြို့ရှိနာမည်ကြီးစူပါမားကတ်ဈေးတန်းမင်္ဂလာပါယခုတခါကျွန်တော်ရောက်ရှိနေတဲ့နေရာလေးကတော့မလေးရှားနိုင်ငံမာလကာမြို့စူပါမားကတ်ဈေးတန်းကိုခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်အဲဒါကြောင့်မို့ဗီဒီယိုဘလော့လေးနဲ့တူတူကျွန်တော်နဲ့တူတူအဆုံးထိလိုက်ပါကြည့်ရှုရင်လည်းဆက်စုလိုက်ရအောင် Let's go မလေးရှားနိုင်ငံမာလကာမြို့တော်ရှေးဟောင်းမြို့တော်အနီးမှာတည်ရှိတာပဲဖြစ်ပါတယ်မာလာစီစီမြို့တော်လို့လည်းနာမည်တွင်ပါတယ်ရှေးဟောင်းမြို့တော်မျှော်စင်ကြီးဘေးကာလာမကြီးဘေးမှာတည်ရှိတဲ့စူပါမားကတ်ဈေးကြီးပဲဖြစ်ပါတယ်မာလကာမြို့ကိုရောက်ရင်ဒီဈေးတွေကိုမဖြစ်မနေသွားရောက်လေဘက်ကိုလည်းအကြံပြုပါတယ်မာလကာမြို့ရဲ့အထူးကစားတော့ကုန်တွေမာလကာမြို့ရဲ့အထူးကနာမည်ကြီးစားတော့ကုန်တွေအမျိုးမျိုးအကျော်တော်အမျိုးမျိုးမာလကာမြို့ရဲ့အမှတ်တရအင်ကြီးတွေမာလကာမြို့ရှိအမှတ်တရဓာတ်ပုံတွေအမှတ်တရအင်ကြီးတွေအမှတ်တရပစ္စည်းတွေတနေရာထဲမှာလက်လီလက်ကဆုံးသုံးနေနဲ့ဝယ်ယူရရှိနိုင်တယ်ဆိုတာသင်ကောင်းပါလိုက်ပြရသေးဒီမှာဆိုလဲတွေ့မြင်ရတဲ့စားတော့ကုန်တွေကမာလကာမြို့ရဲ့နာမည်ကြီးစားတော့ကုန်တွေလို့သိရှိရပါတယ်အာလူကျော်တွေငါးချောင်းကျော်တွေပိန်းနေဦးကျော်တွေအစုံမဲ့အကျော်လိုမျိုးစုံအစားတော့မျိုးစုံတွေလည်းတနေရာထဲမှာဆုံးသုံးနေနဲ့ဝယ်ယူရရှိနိုင်တယ်ဆိုတာကိုပြောလိုက်ပြရသေးတငယ်ချင်းမိတ်ဆွေတွေအဖွဲလိုက်ဖြစ်စေတငယ်ချင်းမိတ်ဆွေတွေချစ်သူဆောင်တွေဖြစ်စေတွားရောက်လက်ပတ်အပန်းဖြည့်တဲ့နေရာတွေမှာလည်းပါဝင်တဲ့မလေးရှားနိုင်ငံရဲ့မာလကာမြို့ရှီဟောင်းမြို့တော်မာလာစီစီမြို့တော်လို့လည်းခေါ်ဆိုကြပါတယ်နောက်ဘလော့တွေမှာပြန်လည်ဆုံတွေ့ကြမယ်ဘိုင်ဘိုင်